မင်္ဂလာပါမင်္ဂလာရှိတဲ့နနက်ခင်းမှာဦးစင်းကတမ္ပရာ၄ပါးနဲ့ပတ်သက်ပြီးတော့ဒါဘုဒ္ဓမျှဝေပေးမယ်တမ္ပရာဆိုတာကပြည့်စုံခြင်းပေါ့နော်အောင်မြင်မှုအတွက်ပြည့်စုံစေတဲ့တရားတွေဖြစ်တယ်အဲ့တော့ဥထာဏတမ္ပရာရှိတယ်အာရခတမ္ပရာရှိတယ်ကလျာဏမိတ်တတမ္ပရာရှိတယ်နောက်သမဇီဝိတတမ္ပရာဆိုပြီးတော့၄ပါးရှိတယ်အဲ့၄ပါးတဲ့ကနေဦးစင်းကအခုဘာပြောခြင်းလဲဆိုဥထာဏတမ္ပရာကိုပြောပြခြင်းတယ်ဟိုတုန်းကပြောတယ်လို့ဟိုတုန်းခေတ်ကအနတ်ဒိဗ္ဗေပြီးတဲ့အတိုင်းပြောရမယ်ဆိုရင်တော့ထားကြွလုံလဝရိယရှိရမယ်ထားကြွလုံလဝရိယရှိတဲ့သူသည်အောင်မြင်မှုကိုရဘယ်လို့ကိုပဲလို့ထားကြွလုံလဝရိယရှိရမယ်ဒါပဲဟုတ်လားအဲ့တော့အခုခေတ်မှာလူငယ်တွေကိုအဲ့လိုသွားပြောတဲ့အခါကျတော့လူငယ်တွေကအဲ့စကားကိုအဲ့လောက်တော့မကြိုက်ဘူးဗျာနော်ဘာလို့လဲဆိုတော့ကြာခုနာဝလည်းရှိနေပြီးသားဖြစ်တယ်အောင်မြင်ရင်ထားကြွလုံလဝရိယရှိရမယ်ဆိုတော့သူတို့သိတယ်သို့တော့အဲ့ဒီစကားရဲ့အနတ်ဒိဗ္ဗေကိုသူတို့ရင်ပတ်တဲ့တကယ်မရဘူးမရောက်တဲ့အခါကျတော့သူတို့ကမင်းတို့အောင်မြင်ရင်ကြိုးစားလို့ပြောရင်အတင်းကြိုးစားခိုင်းနေတယ်ဆိုပြီးတော့ရှေးရိုးအတိုင်းကြီးပဲလုပ်ခိုင်းနေတယ်ဆိုပြီးသူတို့ကရှောင်လွဲသွားမယ်အဲ့တော့ဦးဇင်းတို့ကခစ်အနေနဲ့ခစ်ရည်စီးကြောင်းကိုပြန်ကြည့်တဲ့အခါကျဟုတ်တယ်လူငယ်တွေတကယ်အောင်မြင်ဖို့ကကြိုးစားနေုံတက်တက်နဲ့မရဘူးရှေးတုန်းကလို့လေကြီးထိုးရိုးရိုးနဲ့မရခစ်ကိုမျက်ခြေမပြတ်ကခစ်ကိုမျက်ခြေမပြတ်ဖို့လည်းအမြဲတမ်းအတစ်ဖြစ်နေရမယ်ပြီးတော့ effort လုံလဝရိယနော်ရှိနေရမယ်နောက် innovation ဆိုတာအမြဲတမ်းစမ်းသစ်တည်ထွင်မှုတွေလုပ်နေရမယ်အလုပ်တစ်ခုတည်းနဲ့တင်ရက်တည်လို့မရဘူးနော်ဘာတွေဆက်လုပ်လို့ရတယ်ဘာတွေလုပ်လို့ရတယ်ဆိုတဲ့ဟာတွေမျက်စိတွေနားတွေဖွင့်လာပြီးတော့ active ဖြစ်နေရမယ် effort ဖြစ်ရမယ် innovation စမ်းသစ်တည်ထွင်မှုတွေရှိနေရမယ်ဦးဇင်းတို့ YouTube တွေမှာဆိုလို့ရှိရင်နော်ဒါ recycle လုပ်တဲ့ပစ္စည်းအဟောင်းတွေနဲ့ recycle ပြန်လုပ်ပြတာတို့ဘာတို့ဒါတွေလေအဲ့ဒါတွေကြည့်မယ်လေ့လာမယ်ကိုယ်အိမ်သုံးလို့ရအောင်လည်းလုပ်မယ်ဈေးကွက်ထဲဝင်အောင်ကိုလုံးမလားလုပ်လို့ရတယ်အဲ့အတွက်ကိုကြိုးစားနေရမယ်တခုမဟုတ်တခုကြိုးစားနေမှာအများတန်း active ဖြစ်နေရမယ် active ဖြစ်နေရမယ်လို့ပြောရင်လူငယ်တွေကြိုက်တယ်သိတယ် effort ဖြစ်နေရမယ်လုံလဝရိယရှိနေရမယ်နော် innovation စမ်းသစ်တည်ထွင်မှုတွေရှိရမယ်ခေတ်ကိုမျက်ခြေမပြတ်နဲ့ smart word မှာနော်စမတ်ကြဖြစ်နေရမယ်အခုခေတ်ကြီးကနော်